သူမကလေဒီထက်ပိုပြီးလှပချင်ခဲ့တာပါဒါပေမဲ့မိန်းကလေးတစ်ယောက်ရဲ့ရုပ်ရည်အပေါ်ဆွဲလန်းမှုဟာလွန်ကဲသွားခဲ့တဲ့အခါဆန္ဒတွေကိုအတော်မတတ်နိုင်တော့တဲ့နောက်မှာမျက်နှာတွေကိုဟင်းချက်စီတွေကိုယ်တိုင်ထိုးထည့်တဲ့အထိဖြစ်သွားခဲ့ရပါတယ်အဲ့ဒီနောက်ဘာတွေဆက်ဖြစ်သွားသလဲဆိုတာကြည့်လိုက်ကြရအောင်နော်ဒီတောင်ကိုရီးယားမော်ဒယ်ဟောင်းဟန်မီအိုကူရဲ့ဖြစ်ရဆိုးဟာ2004ခုနှစ်လောက်မှာကမ္ဘာတဝန်းသတင်းမီဒီယာတွေပေါ်မှာတော်တော်လေးကြဲကြဲပြန့်ပြန့်ပြန့်နှံ့သွားခဲ့တာပါစင်စစ်တော့ဟန်မီအိုကူဟာတစ်ချိန်ကရုပ်ရည်အရန်ချောမောလှပပြီးအလားအလာကောင်းတဲ့အမှုပညာလမ်းကြောင်းပေါ်မှာရှောက်လန်းနေတဲ့တောင်ကိုရီးယားရဲ့စူပါမော်ဒယ်အဆိုတော်တဦးဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူမရဲ့လူကြိုက်များမှုမြင့်တက်လာတာနဲ့အမျှအပိုပြီးလှကျင်နေဆိုတဲ့မျှော်လင့်ချက်နဲ့ပလတ်စတစ်ဆာဂျာရီခွဲစိတ်မှုတွေကိုစတင်ပြုလုပ်ခဲ့ရာကနေခွဲစိတ်မှုတစ်ခုပြီးတစ်ခုခံယူရင်းတာမန်ဆန္ဒဟာအကန့်အသတ်မရှိဆွဲလန်းမှုတရဖြစ်သွားခဲ့ရပါတယ်။နောက်ဆုံးတော့ခွဲစိတ်ဆရာဝန်တွေကပါဒီခွဲစိတ်မှုတွေဟာလွန်ကဲနေပြီဆိုပြီးနောက်ထပ်ဘာခွဲစိတ်မှုမှမလုပ်ပေးနိုင်တော့ဘဲငြင်းဆန်ခဲ့ကြပါတယ်။ဒါပေမဲ့ဟန်ကတော့ရက်တက်မသွားခဲ့ပါဘူးရှင်။အဲ့ဒီအစားသူမဟာအိမ်မာတင်မျက်နှာတွေကိုဓာတုပစ္စည်းတွေကိုယ်တိုင်ထိုးထည့်ခဲ့ပါတယ်။အစပိုင်းမှာတော့ဆီလီကွန်တွေကိုသုံးခဲ့ပေမဲ့နောက်ပိုင်းဆီလီကွန်ရှာလို့မရတော့တဲ့အခါစိတ်ကူးကြည့်ဖို့တောင်ခက်ခဲတဲ့အရာတစ်ခုစီပြောင်းလဲသုံးစွဲခဲ့တယ်။အဲ့ဒါကတော့ဟင်းချက်စီပါပဲ။ရလတ်ကတော့စိတ်မကောင်းစရာပျက်စီးသွားခဲ့ရတာပါပဲ။သူမရဲ့မျက်နှာဟာပြင်းထန်စွာရောင်ရမ်းလာခဲ့ပြီးထာဝရရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ရပါတယ်။တစ်ချိန်ကလှပတဲ့မော်ဒယ်မလေးအဖြစ်တည်ထားခဲ့ကြသူတွေအတွက်တော့ဒီရုပ်တရက်ပြောင်းလဲသွားမှုဟာတုန်လှုပ်စရာဖြစ်ခဲ့ပြီးလုံးဝမှတ်မိဖို့တောင်ခက်ခဲသွားခဲ့ကြရပါတယ်။ဒီဇက်ကြောင့်တောင်ကိုရီးယားတဝန်းပြန့်နှံ့သွားတော့ကြည့်ရှုသူတွေအလွန်စိတ်မကောင်းဖြစ်ကြရပြီးလူပေါင်းထောင်ပေါင်းများစွာကသူမရဲ့ပြန်လည်ပြုပြင်ရေးခွဲစိတ်မှုဇယိတ်စကားတွေအတွက်ပတ်စံတွေလှူဒန်းခဲ့ကြပါတယ်။ဆရာဝန်တွေကခွဲစိတ်မှုများစွာနဲ့မျက်နှာနဲ့လည်ပင်းတွေကဟင်းချက်စီတွေနဲ့ပျက်စီးသွားတဲ့အသားမြင်တွေကိုဖယ်ရှားပေးခဲ့လို့အတိုင်းအတာတစ်ခုအထိပြန်ကောင်းလာခဲ့ပေမဲ့ပျက်စီးသွားခဲ့ပြီးသားရုပ်ရည်ကိုတော့ဘယ်တော့မှအပြည့်အဝပြန်မရနိုင်ခဲ့တော့ပါဘူး။ဟန်းရဲ့ဇက်ကြောင်းဟာခန္ဓာကိုယ်ပုံရိပ်ဆိုင်ရာရုန်းကန်ရမှုတွေနဲ့အလှပခွဲစိတ်မှုအပေါ်ဆွဲလန်းမှုတွေဟာစိတ်ကျန်းမာရေးဆိုင်ရာအကျက်တဲတစ်ခုအဖြစ်ဘယ်လိုမျိုးအန္တရာယ်ကြီးမားစွာပြောင်းလဲသွားနိုင်တယ်လဲဆိုတာကိုပြသနေတဲ့သင်ခန်းစာတစ်ခုပါပဲ။သူမဟာအာယုံစိုက်ခံခြင်းလို့ပြည့်စုံမှုကိုလိုက်ရှာခဲ့တာမဟုတ်ပါဘူး။သူမကလွဲလို့ကြံတဲ့သူတွေအားလုံးကဒီအရာရဲ့ထိခိုက်ပျက်စီးမှုတွေကိုမြင်တွေ့နေရသည့်တိုင်အောင်သူမကိုယ်တိုင်ကတော့အတော်မသက်နိုင်တဲ့ဆန္ဒကြောင့်ဆက်လက်ပြောင်းလဲဖို့လိုနေသေးတယ်လို့ပဲယုံကြည်နေခဲ့တာပါ။တခါတရံမှာအကြီးမားဆုံးအန္တရာယ်ဆိုတာအပြင်လူတွေမြင်နေရတဲ့ချို့ယွင်းချက်မဟုတ်ပါဘူး။အခြားသူတွေမမြင်နိုင်ပဲမိမိကိုယ်တိုင်ပဲမြင်နေရတဲ့ချို့ယွင်းချက်တွေကိုထပ်ခါပြောင်းလဲခြင်းနဲ့ပဲပြင်ဆင်နိုင်မယ်လို့လွဲမှားစွာယုံကြည်နေတာပဲဖြစ်ပါတယ်။လူ့ဖွဲ့စည်းဟာလူတွေရဲ့ကျန်းမာရေးနဲ့စိတ်သက်ပိုင်းကိုထိခိုက်စေသည့်တိုင်အောင်ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှုကိုလိုက်လံစုခူးဖို့ဖိအားတွေအများကြီးပေးနေတယ်လို့တငယ်ချင်းရောထင်ပါသလား။ comment မှာရေးပေးသွားခဲ့ကြအောင်နော်။